တို့ဟာအတိတ်ကိုသွားပြီးထီပေါက်ကနန်းတွေကိုကြည်ကာချမ်းသာဖို့စူးစမ်းခဲ့ကြပါသေးတယ်။ဒါပေမဲ့တဘာဝတရားကအချိန်ကာလကိုလိမ်ညာခွင့်မပေးခဲ့ပါဘူး။ရုတ်တရက်ဆိုသလို2018ခုနှစ်ကကြော်ညာဘုတ်တစ်ခုပေါ်မှာလူမင်းရဲ့မျက်နှာကိုရှောင်ရှောင်မြင်လိုက်ရပါတယ်။လူမင်းဟာအနာဂတ်မှာရှိလို့အမိပြောင်းပြီးအလွန်ချမ်းသာတဲ့အိမ်ချမ်းမြေတထေးကြီးဖြစ်နေတာပါ။ဒါကိုသိသွားတဲ့ရှောင်ရှောင်ဟာအခုရှိနေတဲ့လူမင်းပေါ်ဆက်ဆံရေးပြောင်းလဲသွားပါတယ်။ဒါပေမဲ့အနာဂတ်မှာတထေးကြီးရှိဟာလူမင်းကိုရှောင်ရှောင်နဲ့ဝေးနေဖို့ဖိအားပေးလာပါတယ်။သူဟာရှောင်ရှောင်ရဲ့အိမ်ဟောင်းကိုပြန်ဝယ်ပေးမယ်လို့ကတိပေးပြီးလူမင်းကိုတော့မန်နေဂျာဖန်ရဲ့အကူအညီနဲ့အောင်မြင်အောင်လုပ်ဖို့တိုက်တွန်းပါတယ်။လူမင်းဟာတခုခုမှားနေပြီဆိုတာသိလိုက်ပါတယ်။သူဟာအနာဂတ်ကိုတိတ်တဆိတ်သွားကြည့်တဲ့အခါထိတ်လန့်စရာအမှန်တရားကိုတွေးလိုက်ရပါတယ်။အနာဂတ်မှာတထေးကြီးရှိဖြစ်လာဖို့အတွက်သူဟာမန်နေဂျာဖန်နဲ့ပေါင်းပြီးကုမ္ပဏီပိုင်ရှင်ကိုဇက်သိမ်းပေးရမှာပါ။အဲ့ဒီကုမ္ပဏီပိုင်ရှင်ဆိုတာတခြားသူမဟုတ်ပဲရှောင်ရှောင်ရဲ့ဖခင်ဖြစ်နေပါတယ်။ရှောင်ရှောင်ရဲ့ဘဝတစ်ခုလုံးပျက်စီးခဲ့ရတာဟာလူမင်းရဲ့အနာဂတ်ရွေးချယ်မှုကြောင့်ဖြစ်နေတာပါ။လူမင်းဟာနောင်တတွေနဲ့အတူအတိတ်ကိုပြန်သွားပြီးရှောင်ရှောင်ရဲ့ဖခင်ကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲအတိတ်ကပြောင်းလဲသွားတာကြောင့်အနာဂတ်ကရှောင်ရှောင်ဟာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။သူတို့နှစ်ယောက်ရဲ့အချိန်ကာလတွေဟာတီးခြားစီပြန်ဖြစ်သွားပြီးတယောက်ကိုတယောက်မှတ်မိခြင်းမရှိတော့ပါဘူး။ဒါပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့အသက်ကြီးသွားတဲ့လူမင်းဟာရှောင်ရှောင်နဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်